Israel ပြည်ချိုးဖောက်ပြီးတိုက်ခိုက်တပ်ဖြတ်လိုက်ပါတယ်။ Lebanon နိုင်ငံတောင်ပိုင်းမှာဖြစ်ပါတယ်။ဂျွန်ဟန်20ရက်နေ့ကွာနာရစ်မြို့မှာဖြစ်ပွားခဲ့တဲ့ဒီကျူးကျော်တိုက်ခိုက်မှုတွင် Lebanon ပြည်သူအနည်းဆုံး32ဦးသေဆုံးခဲ့ပါတယ်။ အစ္စရေးစစ်တပ်ကမနက်၈နာရီခွဲလောက်မှာလေယာဉ်တွေနဲ့ဒီအိမ်တွေကိုတိုက်ခိုက်ခဲ့တာပါ။အိမ်တွေထဲမှာအိမ်နေတဲ့ကလေးတွေမျိုးသမီးတွေလည်းရှိပါတယ်။သေဆုံးသွားသူအလုံးဟာရသားတွေဖြစ်ပါတယ်။အပြစ်ရရမှာဖြစ်ပေမဲ့ဒီလိုတိုက်ခိုက်သွားတာပါ။ Israel ကတော့ Hezbollah တွေဒုံးကျည်နဲ့ပစ်တယ်လို့ဆွဆွဲပါတယ်။မလာနေရတဲ့ကစားပြီး Lebanon မှာ Israel ကတပ်ဖြတ်ထားတဲ့လူအရေအတွက်ဟာ4000ကျော်ပါပြီ။ Israel ဟာသူတို့ရဲ့ထုံးစံအတိုင်းအရပ်ဖက်နေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အတွက်လူတောင်းတဲ့ချီနဲ့ထွက်ပြေးခဲ့ရပါတယ်။ အမေရိကန်နဲ့အီရန်တို့ရရှိထားတဲ့အပြစ်ရရေးကို Israel ကလိုက်နာရမှာဖြစ်ပေမဲ့တကယ်တော့မလိုက်နာပါဘူး။